အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့လုပ်ပေးသွားမယ်ဒါတော့ reading လေးရဲ့ခေါင်းစဉ်ကကြတော့ပေါ့နော်မင်းရဲ့ဘေးနားမှာ fake friend တွေရှိနေလားပေါ့နော် fake friend ဆိုတာကတော့အဲ့လိုကိုယ့်ပေါ်မှာမစစ်မှန်တဲ့အဲ့လိုတငယ်ချင်းတွေမိတ်ဆွေအတူအယောင်တွေပေါ့နော်အဲ့လိုကိုယ့်ပေါ်မှာမနာလိုဖြစ်နေတဲ့လူတွေအဲ့လိုမျိုးဒီကတော့ကိုယ့်ပေါ်မှာမကောင်းတဲ့မိတ်ဆွေတငယ်ချင်းတွေကိုဆိုလိုချင်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေကိုယ့်ရဲ့ဘေးနားမှာရှိနေလားဆိုတာသိချင်နေဆိုရင်တော့ဒီ reading လေးကိုနားထောင်လို့ရပါတယ်ပေါ့နော်ပိုင်း1 2 3ရှိတဲ့တွေကမှာကိုကြိုက်တဲ့ပိုင်းလေးတစ်ခုကိုရွေးချယ်ပြီးတော့ video လေးကိုနားထောင်လို့ရပါတယ်ခင်ဗျဒါကကြတော့ပိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပေါ့နော်ပိုင်းနံပါတ်1ကိုရွေးချယ်ထားတဲ့လူတွေကတော့မင်းတို့ရဲ့ဘေးနားမှာ fake friend တွေရှိနေတယ်ဆိုတာတက်ပေါ့နော်အဲ့လို fake friend တွေရှိနေဖို့တော့ရာခိုင်နှုန်းနည်းပါတယ်ပိုင်းနံပါတ်1တွေရဲ့ဘေးနားမှာကကြတော့ဘလို့တငယ်ချင်းမျိုးတွေရှိနေနိုင်တယ်ဆိုတော့အဓိကတော့ပိုင်းနံပါတ်1တွေကိုနည်းနည်းလေးအဲ့လိုမျိုးစိတ်ပင်ပန်းစေမယ်ပေါ့နော်အဲ့လိုစိတ်ရှုပ်စေမယ်အဲ့လိုနည်းနည်းလေးစိတ်ဒုက္ခပေးမယ်မိတ်ဆွေတကယ်ချင်းမျိုးလေးတွေရှိနေတတ်တယ်ပေါ့နော်အဲ့လိုဘယ်လိုပြောရမလဲဆိုအဲ့လိုတခုခုဆိုကကိုယ်အဲ့လို negative energy တွေပေးတဲ့မိတ်ဆွေတကယ်ချင်းတွေရှိနေတတ်တယ်ကိုကတော့အဲ့လိုသူတို့လိုအပ်တဲ့ချိန်မှာကိုညီပေးပေမဲ့အဲ့လိုကိုလိုအပ်တဲ့ချိန်ကျတော့အဲ့လိုကိုယ့်ရဲ့ဘေးနားမှာမရှိနေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေကြုံရတတ်တယ်ပေါ့နော်ပိုင်းနံပါတ်1တွေကနည်းနည်းလေးအဲ့လိုမျိုးမိတ်ဆွေတကယ်ချင်းကံအားနေတဲ့တဲမှာပါတယ်အဲ့ဒါကြောင့်မို့အရန်ကြီးလူတွေပေါ်မှာမယုံနဲ့ပေါ့နော်အဲ့လိုမျိုးကိုကအစ်စ်အမှန်ဒီဆက်ဆံပေးမဲ့ကိုယ့်ပေါ်မှာအဲ့လိုမျိုးအရန်ကြီးအဲ့လိုမျိုးအလေးနဲ့မထားတဲ့ဆက်ဆံရေးမျိုးတွေပေါ့နော်နည်းနည်းလေးအဲ့လိုကိုယ့်ကိုnegative energy ပေးမဲ့အဲ့လို toxic တဲ့ friendship မျိုးတွေပိုင်ဆိုင်ရတတ်တယ်ပေါ့နော်အဲ့လို fake friend တွေကိုယ့်နောက်ကျောကိုဓာတ်နဲ့ထိုးမဲ့အဲ့လိုကိုယ့်ပေါ်မှာမကောင်းကြံမဲ့တငယ်ချင်းမျိုးတွေတော့ပိုင်းနံပါတ်1တွေကအဲ့လိုမျိုးရှိနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးကိုယ့်ပေါ်မှာအရန်ကြီးကောင်းတဲ့တငယ်ချင်းမျိုးရှိနေတာဆိုအဲ့လိုမျိုးတော့လည်းမဟုတ်ပြန်ဘူးပေါ့နော်အဲ့လိုနည်းနည်းလေးကိုယ့်ကိုdepression တွေပေးမဲ့အဲ့လိုနည်းနည်းလေးစိတ်နဲ့ပတ်သက်ပြီးအဆင်မပြေအောင်လုပ်မဲ့တငယ်ချင်းမျိုးလေးတော့ရှိနေတတ်ပါတယ်ပေါ့နော်အဲကြောင့်မို့ပိုင်းနံပါတ်1နေနဲ့ပတ်သက်ပြီးတငယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့ပိုင်းနံပါတ်1နေနဲ့ queue site ပြီးတော့လိုပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ပိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပေါ့နော်ပိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေရဲ့ဘေးနားမှာရော fake friend တွေရှိနေလားဆိုရှိနေတယ်ပေါ့နော်အဓိကတော့ပိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေရဲ့ဘေးနားမှာရှိနေတဲ့ fake friend တွေကမိတ်ဆွေတူမိတ်ဆွေရောင်နေဒီမစစ်မှန်တဲ့တငယ်ချင်းတွေကအဲ့လိုရင်းနှီးတာကြားတဲ့ပေါ့နော်လူတွေကဖြစ်နေမယ်ပေါ့နော်အဲ့လိုအခုမှစပြီးတော့အဲ့လိုမျိုးဒီပေါင်းတဲ့တငယ်ချင်းတွေကမဟုတ်ဘူးအဲ့လိုကိုယ်နဲ့ငငယ်လေးကလေးကခင်မင်ရင်းနှီးတဲ့လူတွေကလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ကိုယ်နဲ့အရင်ရင်းနှီးတဲ့လူတွေကပေါ့နော်အဲ့လိုကိုမထင်ထားတဲ့လူတွေကကိုယ့်ပေါ်မှာအဲ့လို jealous ဖြစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးပြိုင်လိုက်ပြီးတော့ကိုယ်နဲ့ပြိုင်ဆိုင်နေတာမျိုးကိုယ်အစီအမီတဲ့အခါမှာမနာလိုဖြစ်နေတာမျိုးပေါ့နော်အဲ့လိုကိုယ်အခက်ခဲနေတာမျိုးအဲ့လိုကိုယ်အစီအမပြေတာမျိုးကိုပဲမြင်ကျင်နေတဲ့လူတွေပေါ့နော်ရှိနေတဲ့ပုံစံမျိုးလိုတွေ့ရတယ်အဲ့လိုကြောင့်မလို့ဒီဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေအနေနဲ့ကကြတော့မင်းတို့ရဲ့ဘေးနားမှာ fake friend တွေရှိနေတတ်တယ်အဲ့ဒီလူကကိုမထင်ထားတဲ့လူဖြစ်နေတတ်တယ်ပေါ့နော်ကိုနဲ့အရန်ရင်းနှီးတဲ့လူတွေကဖြစ်ပုံများတယ်အဲ့လိုကိုအဆင်မပြေတဲ့အချိန်မှာကြိတ်ပြီးတော့ဝမ်းသာနေတတ်တယ်ပေါ့နော်အဲ့လိုတခုခုကိုအဆင်ပြေတဲ့အချိန်ဆိုရင်အဲ့လိုမျိုးတိတ်ပြီးတော့မပျော်ရွှင်တာဝမ်းမသာတာမျိုးတွေအဲ့လိုမျိုးလေးရှိနေတတ်တယ်ပေါ့နော်တရားတစ်ခုကတော့ဘိုင်းနံပါတ်2ကိုရွေးချယ်ထားတဲ့လူတွေရဲ့ဘေးနားမှာ fake friend တွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သတိထားဖို့လိုပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ byte number 3ကိုရွေးချယ်ထားတဲ့လူတွေအတွက်ပေါ့နော် byte number 3ကိုရွေးချယ်ထားတဲ့လူတွေပေါ့နော်မင်းတို့ရဲ့ဘေးနားမှာ fake friend တွေရှိနေတာဆို byte number 3ကိုရွေးချယ်ထားတဲ့လူတွေရဲ့ဘေးနားမှာလည်း fake friend တွေရှိနေတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပေါ့နော် byte number 3ကိုရွေးချယ်ထားတဲ့လူတွေရဲ့ဘေးနားမှာကျတော့ဘယ်လို fake friend တွေရှိနေတာဖြစ်မလဲဆိုရင်ပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေကကြတော့ပေါ့နော်အဲ့လိုမင်းတို့နဲ့ယဉ်တည်တဲ့လူတွေထဲမှာပေါ့နော်အဲ့လိုမင်းတို့ရဲ့မကောင်းကြောင်းကိုအဲ့လိုမျိုးပြောချင်တဲ့လူတွေရှိနေတယ်လေပေါ့နော်အဲ့လိုတခုခုဆိုရင်အဲ့လိုမျိုးကိုလစ်ပြီးဆိုတာနဲ့ပေါ့နော်အဲ့လိုကိုယ့်ရဲ့ဒီမကောင်းသတင်းတွေမကောင်းကြောင်းတွေကိုပြောတာမျိုးပေါ့နော်အဲ့လိုမျိုးလေးကိုယ့်ရဲ့မကောင်းကြောင်းကိုပြောတဲ့အဲ့လိုမိတ်ဆွေတငယ်ချင်းတွေကိုယ့်ရဲ့ဒီတငယ်ချင်းတွေထဲမှာရှိနေတတ်တယ်ပေါ့နော်နောက်တစ်ခုကကြအဲ့လိုတခုခုဆိုအဲ့လိုကိုပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေထဲမှာကြပေါ့နော်ဒီပိုင်းနံပါတ်3တွေရဲ့မိတ်ဆွေတငယ်ချင်းတွေထဲမှာပိုင်းနံပါတ်3တွေပုံမှာအဲ့လိုအခွင့်ကြုံတာနဲ့ပေါ့နော်အဲ့လိုနောက်ကျောကိုဓာတ်နဲ့ထိုးမဲ့လူတွေပေါ့နော်အဲ့လိုမျိုးတွေရှိနေတတ်တယ်အဲကြောင့်မို့ဘိုင်းနံပါတ်3တွေအနေနဲ့ကိုယ့်ရဲ့မိတ်ဆွေတကယ်ချင်းတွေနဲ့ပတ်သက်ပြီးတော့အရင်ကြီးပုံပွင့်လေးလေးမလုပ်နဲ့ပေါ့နော်အဲ့လိုကိုကတော့အဲ့လိုမျိုးသူတို့ကအကုတ်ပေါ်မှာစစ်မှန်တယ်လို့ထင်ပေမဲ့အဲ့လိုကိုယ့်ရဲ့ဒီအားနေချက်တွေကိုပြန်ပြီးတော့အသုံးချတာမျိုးကိုယ့်အကြောင်းတပုတ်လေးလေးပြောတာကိုယ့်အကြောင်းမကောင်းပြောတာအဲ့လိုကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲအားနေချက်တွေအချိန်မြဲအဲ့လိုကိုယ့်လစ်တာနဲ့အဲ့လိုမျိုးကိုယ့်ပေါ်မှာကိုယ့်ရဲ့နောက်ကျောဓာတ်နဲ့ထိုးကြံနေတဲ့လူတွေရှိနေတတ်တယ်ပေါ့နော်
အဲပြောင်းမပိုင်းနံပါတ်3ကိုရွေးချယ်ထားတဲ့လူတွေအနေနဲ့လည်းဒီတငယ်ချင်းမိတ်ဆွေပေါင်းသင်းတွေနဲ့ပတ်သက်ပြီးတော့ဂရုစိုက်ဖို့လိုပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒီပိုင်းနံပါတ်3တွေရဲ့ဘေးနာမှာအဲ့လိုဟန်ဆောင်မျက်နှာဖုံးနေပေါ့နော်အဲ့လိုကိုယ့်ပေါ်မှာကောင်းတယ်လို့ကိုယ့်ပေါ်မှာစစ်မှန်တယ်လို့နဲ့အဲ့လိုမျိုးစိတ်ထဲကနေပြီးတော့ကြိတ်မုန်းနေတဲ့လူကြိတ်ပြီးတော့အဲ့လိုမကောင်းကြံစည်နေတဲ့လူကြိတ်မနာလိုနေတဲ့လူတွေအဲ့လိုမကောင်းပြောချင်နေတဲ့လူတွေရှိနေတတ်ပါတယ်ပေါ့နော်အဲကြောင့်ပိုင်းနံပါတ်3တွေလည်းပိုင်းနံပါတ်3တွေရဲ့ဘေးနာမှာလည်း fake friend တွေရှိနေတာဖြစ်တဲ့ကြောင့်မလို့ view set ကိုလုပ်ပါတယ်ပေါ့နော်ဒါကတော့ general reading လေးပဲဖြစ်ပါတယ်ခင်ဗျပို့ပြီးတော့အဲ့လို detail ကြသိချင်နေဆိုတော့ကျွန်တော်စီမှာထားတော့ reading လာပြီးတော့မေးမြန်းလို့ရပါတယ်ပေါ့နော်ဒီ video လေးကိုအဆုံးထိနားထောင်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ